မင်္ဂလာပါရှင်ညီမကတော့လန်တင်ဦးဖြစ်ပါတယ်ညီမကဒီ CPT မှာ PPA ကိုတက်ရောက်နေတဲ့အကြောင်းတို့တရားဖြစ်ပါတယ်ရှင်ညီမကဒီ CPT ကိုရွေးချယ်ရတဲ့အကြောင်းရင်းကကြတော့ညီမ business အကြောင်းကိုလေ့လာခြင်းနဲ့ပြီးတော့ကမှတင်တန်းအနေနဲ့ကကြတော့သူ့ကိုတင်တန်းကိုစုံစမ်းကြည့်လိုက်တဲ့အခါမှာကိုနဲ့အဆင်ပြေတဲ့အချက်တွေအများကြီးတွေ့တာဖြစ်တဲ့အတွက် CPT ကိုရွေးချယ်တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါCPT ရဲ့တင်ကြားရေးပိုင်းနဲ့ service ပိုင်းမှာဆိုလို့ရှိရင်တော့ညီမသဘောကျတဲ့ချက်တွေကတော့အများကြီးပဲပေါ့လေတင်ကြားရေးပိုင်းမှာဆိုလို့ရှိရင်ဆရာမတွေကလေတိတိကျကျလေးကိုနားလည်လွယ်အောင်တင်ကြားပေးတယ်ပြီးတော့ကမှအကြောင်းတူအကြောင်းသားတွေနားမလည်ပါဆိုလို့ဒီကုန်းနားမလည်ရရှိရဆိုလို့ရှိရင်အရင်စိတ်ရှိလေးနဲ့ပြန်ပြီးတော့ကမှပြောတင်ကြားပေးတယ်ပေါ့လေပြီးတော့ဒီလိုမျိုးအမြဲတမ်းမို့တစ်ခုချင်းစီမှာရှိနေတယ်လောက်ရတဲ့ဒီ presentation တွေဒီ assignment တွေဆိုလို့ရှိရင်လည်းလုံးဝကိုခက်ခဲမရှိဘဲနဲ့အဆင်ပြေအောင်လုပ်နိုင်အောင်လို့တင်ကြားပေးတဲ့အချက်လေးကောင်းတဲ့အချက်လေးအများကြီးရှိတဲ့သဘောကျတာလေးရှိပါတယ်နောက်တဲ့ဒီ service ပိုင်းတွေကြောင့်လည်းကျောင်းဖက်ကနေမှလည်းတကယ်လို့ကိုဖက်ကနေမှဘာတွေများအလိုအပ်ချက်တွေမျိုးရှိမလဲဆိုလို့ရှိရင်အမြဲတမ်းဖြည့်ဆည်းပေးတာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုဖက်ကနေလိုအပ်တိုင်းလေးဆိုလို့ရှိရင်အမြဲတမ်းkeep in touch အများလုပ်ပေးရပေါ့လေကျောင်းဘက်ကနေဆိုလို့ရှိရင်တော့ဟုတ်ကဲ့ပါပြီးတော့ကမှ2024ရဲ့ Swiss School of Business Research ကနေများချီးမြှောက်ပေးတဲ့ The Best Partnership Award ကို CPT ကရရှိခဲ့တာဖြစ်တဲ့အတွက် CPT ကျောင်းသူတယောက်အနေနဲ့ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်ဒီနေ့အကြောင်းတွေကိုလေ့လာပြီးတော့ကမှထဲဝင်နားလည်လွယ်အောင်ပို့ပြီးတော့ကမှလေ့လာခြင်းတဲ့သူတွေအတွက် CPT ကျောင်းကိုတက်ရောက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင် Learn more and more CPT